ဥရောပကလပ်အသင်းတွေကတော့အခုအပြောင်းရွှေ့ဈေးကွက်မှာအသင်းကိုအပြိုင်အဆိုင်ပုံဖော်နေကြပါပြီဒီထက်မှာ Manchester United, Arsenal နဲ့ Chelsea အသင်းတို့လည်းပါဝင်ပါတယ်အရင်ဦးဆုံးအနေနဲ့ Manchester United အသင်းကကွင်းလယ်ပိုင်းကိုစတင်တည်ဆောက်နေပြီပဲဖြစ်ပါတယ် Manchester United အသင်းက Chelsea အသင်းရဲ့ကွင်းလယ်လူ Andre Santos ကိုပေါင်48တန်းနဲ့အပြီးသက်ခေါ်ယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်နောက်တစ်ယောက်အနေနဲ့ Aston Villa အသင်းရဲ့ကွင်းလယ်လူ Youri Tielemans ကိုပေါင်35တန်းနဲ့ခေါ်ယူနိုင်ဖို့အတွက်စာချုပ်ပါရော်ကြီးကိစ္စအပါအဝင်နောက်ဆုံးအဆင့်အထိဆွေးနွေးနေပြီလို့သိရပါတယ်တရေနီတို့အနေနဲ့နောက်ရာသီမှာဖလားကုံသိမ်းမှုထိရည်ရွယ်ထားပုံရပါတယ်ဒုတိယအနေနဲ့ပြောပြချင်တာကတော့ဒုတိယနေရာက Arsenal ပဲဖြစ်ပါတယ်Arsenal အသင်းရဲ့နီးပြ Mikel Arteta က Atletico Madrid အသင်းရဲ့အာဂျင်တီးနားတိုက်စစ်မှု Julian Alvarez ကိုခေါ်ယူနိုင်ဖို့အတွက်အသေးအတန်ကြိုးစားနေတယ်လို့သိရပါတယ်Arsenal အသင်းဘက်ကဆွေးနွေးမှုတွေကိုအဆင့်ဆင့်တိုးမြှင့်ပြီးတော့လှုပ်ဆောင်နေပေမဲ့လည်း Atletico Madrid အသင်းကတော့ Julian Alvarez အတွက်တန်ဖိုးငွေပေါင်တန်း150ကျော်အထိသတ်မှတ်ထားပါတယ်။ Real Madrid မှွေသွားခဲ့တဲ့ဇလန်ဒီပေါ့ဗျာ။သူများတွေကဒီလိုအပြိုင်ဆိုင်ကစားသမားတွေဝယ်နေပေမဲ့လည်း Chelsea အသင်းကတော့ကစားသမားတွေကိုရောင်းထုတ်နေပါတယ်။ Chelsea အသင်းကပွဲထွက်ကစားခွင့်ပုံမူရရှိခြင်းနဲ့တောင်ပန်တိုက်စစ်မှု Alejandro Garnacho ကိုပေါင်42.6 တန်းနဲ့အပြီးသက်ရောင်းချဖို့ပြင်ဆင်နေပါပြီ။တစ်ဖက်မှာတော့ Chelsea အသင်းရဲ့နီးပြတဲ့တောမတ်အလွန်ဆိုကကွင်းလယ်လူ Enzo Fernandez ကိုအသင်းမှာဆက်ထားခြင်းသေးကြောင်းပြောကြားခဲ့ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ Harry Kane ရဲ့သတင်းမှာ Harry Kane အနေနဲ့ Bayern Munich အသင်းမှာဆက်ရှိနေနိုင်အောင်မယ်လို့လည်းသိရပါတယ်။ Bayern Munich အသင်းကအသက်32နှစ်အရွယ်ရှိပြီဖြစ်တဲ့အင်္ဂလန်တိုက်စစ်မှု Harry Kane ကို Real Madrid နဲ့ Barcelona အသင်းတို့ရဲ့စိတ်ဝင်စားမှုရန်ကနေကာကွယ်နိုင်ဖို့ဆိုပြီးတော့ကာလရှည်စာချုပ်ချုပ်ဆိုနိုင်မယ်လို့သူတို့ဘက်ကယုံကြည်နေပါတယ်။တည်တော့မသိကြသေးပါဘူး။ခုသတင်းတွေကဘောလုံးအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာခက်စားနေတဲ့သတင်းတွေနဲ့တရားဝင်အတည်ပြုချက်တွေကိုကိုးကားပြီးတော့ပြန်လည်ဖော်ပြတာပဲဖြစ်ပါတယ်။ဘောလုံးသတင်းတွေနဲ့ဘောလုံးအကြောင်းအရာတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်အကောင့်ကို follow ထားဖို့ကျွန်တော်ကညွှန်ချင်ပါတယ်ခင်ဗျာ။